ရိုမန်နဲ့ဖူအန်ကို3-2နဲ့တီးထုတ်ပြီးလူမန်နီယာမန်ပြန်ပို့ပေးလိုက်တဲ့တခင်ယူနိုက်တက်အရှိရကနေထွက်တယ်ကွန်ညာဂိုးသွင်းတယ်ယူနိုက်တက်တို့အနိုင်ရတယ်ဒါလောကရန်ရဲ့ပုံမှန်ပြကွက်တွေလို့ဖြစ်နေပါပြီမင်းတို့ကမန်စီးတီးနဲ့အာဆင်နယ်ကိုနိုင်နေဆိုတာကားရဲ့တပွဲတို့ကစားကွက်တွေကြောင့်နိုင်တာပါဖူအန်နဲ့တွေ့လို့ရှိရင်တော့မင်းတို့မလွယ်ဘူးဆိုရဲ့စကားအတန်တွေဟာလည်းအခုတော့ Old Trafford ကွင်းကပြန်မှာအားလုံးကတိတ်ဆိတ်သွားခဲ့ပြီဖြစ်ပါတယ်တီယိုတန်နဲ့ဖူအန်ကို United တို့ကမူမန်အောင်လုပ်ပေးပြီးအခုဆိုရင်လူမန်နီယာမန်ကိုပြန်ပို့ပေးလိုက်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒီပွဲလုံးတိုင်းနိုင်ရပြောမယ်ဆိုရင် United အသင်းနဲ့ဒီနေ့ပွဲမှာအားနည်းချက်တွေအများကြီးရှိခဲ့တာတော့အမှန်ပါပဲအထူးသဖြင့် United အသင်းဟာပွဲချိန်မိနစ်80လောက်အထိပွဲကိုအသာစီးကစားထားနိုင်ရတဲ့နဲ့ဥဆောင်ကိုတွေကိုထိန်းသိမ်းထားနိုင်ခြင်းမရှိခဲ့တာကြောင့်ခြေပါကိုတွေစတိုက်ခွင့်ပြုပေးခဲ့ရပါတယ်ဒါပေမဲ့လည်းရွှေဘာကရွှေပါပဲဆိုတဲ့အတိုင်းအချိန်တော့လည်း United ဟာ United ဒီနဲ့အတူပြန်လာနိုင်ခဲ့ပြီးဗဂျမင်ရှက်ကိုရဲ့အဖိုးတန်ဥဆောင်ကိုနဲ့အတူနောက်ဆုံးကစားခဲ့တဲ့၃ပွဲဆက်နိုင်ရရှိခဲ့တာဖြစ်ပါတယ်United ဟာအမော်လီလက်ထက်တုန်းကနိုင်ပွဲတစ်ပွဲရဖို့အတွက်အတော်လေးရုန်းကန်ခဲ့ရသလိုနှစ်ပွဲဆက်နိုင်ပွဲဆိုတာမျိုးကမရှိသလောက်ရှားပါခဲ့တာဖြစ်ပါတယ်။တောင်ပွဲဆက်နိုင်ပွဲကတော့ပိုဆိုးသွားခဲ့လို့ပြောမှာဖြစ်ပြီးတော့အမော်လီလက်ထက်ပွဲပေါင်း48ပွဲကင်တွယ်ရမှာတစ်ခေါက်သာ၃ပွဲဆက်နိုင်ရခဲ့ဘူးလားဖြစ်ပါတယ်။အခုအမော်လီလက်ထက်မှာတော့ United အသင်းဟာ၃ပွဲကစားပြီးမှ၃ပွဲဆက်နိုင်ပွဲကိုဖန်တီးတားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလို၃ပွဲဆက်နိုင်နေဆိုတာကလည်းတောင်းတန်ရောအသင်းတွေကိုနိုင်ဖို့မဟုတ်ပဲမန်စီးတီးအာဆင်နယ်တို့လိုဇယားထိပ်ကိုဦးဆောင်တဲ့အသင်းတွေအကောပါအနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ United အသင်းဟာဒီနေ့ပွဲမှာလေးနဲ့သုံးနဲ့ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးတော့တိုက်စစ်မှာအမ်ဘူမိုကိုထောင်ထားကကွန်ညာအာမန်ဘရူနိုတို့အတွဲကိုပွဲထုတ်ခဲ့ပါတယ်။ကွင်းထဲမှာတော့ကက်စပယ်လိုနဲ့မာနီတို့အတွဲကိုပွဲထွက်လာခဲ့ပြီးနောက်တန်းမှာတော့မကွိုင်းယာမာတီနဲ့လုံရှောနဲ့ဒါတို့ခင်းကျင်းသွားခဲ့တာဖြစ်ပါတယ်။ပွဲစားနေနိုင်တာတောက်ရှော့ကိုဖိအားပေးထားနိုင်ခဲ့ပြီးဖူအန်ဘက်ကတမန်တိုင်းစစ်တွေကိုသာအားပြုကစားခဲ့တာဖြစ်ပါတယ်။ United အတိုင်းစစ်ကစားပုံကဒီနေ့ပွဲမှာအတော်လေးအလုပ်ဖြစ်ခဲ့တာကိုမြင်တွေ့ခဲ့ရပြီးပွဲချိန်16မိနစ်မှာတင်အေရီယာရဲ့ဘောလုံးဆွဲပေးလာခဲ့တဲ့ကွန်ညာကိုပြန်မဲ့နောက်ခံတွေကတားဆီးရမှာနေချင်းငယ်ကျန်းနေခဲ့တာကြောင့် United တို့ပယ်နယ်တီရရှိခဲ့ပါတယ်။ရရှိလာတဲ့ပယ်နယ်တီကိုဗီယာပြန်လည်စစ်ဆေးခဲ့ရမှာတော့အေရီယာပြင်ပမှာဖြစ်နေခဲ့တာကြောင့်ပြစ်ဒဏ်ဘောနဲ့သာကျင်းနေခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ United ဒီပြစ်ဒဏ်ဘောကို Bruno Fernandes နဲ့ကန်နေပေးမှုကနေ Casemiro ကအကောင်းဆုံးအဆုံးသတ်ပြီးအသုံးချနိုင်ခဲ့တာကြောင့် Prime ပြီးမှာ1-0နဲ့ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယမှာတော့ United တို့အထာနေနေခဲ့ပြီး Fulham ဘက်ကပြန်လည်ဖိအားပေးမှုတချို့ကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ Onana မဟုတ်ပဲ Sunny Lassman ဖြစ်နေခဲ့တာကြောင့် Fulham တိုင်းစစ်ကစားမတွေခင်ဗျာ United ဂိုးဘောကိုတက်အောင်ကန်သွင်းနိုင်ခဲ့ပေမဲ့ဂိုးသမားရဲ့ Lassman ပြောင်းမှုတွေကြောင့်ခြေပါကိုရဖို့ကြံ့ကြာနေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပွဲချိန်56မိနစ်မှာတော့ Casemiro ရဲ့No loss back ကိုကွန်ညာကလူကျုံထောင်ချောက်ကိုဖောက်ထွက်ကအဆုံးသတ်ပေးခဲ့တာကြောင့် United တို့ Swansea City 2-0နဲ့ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာ United ကစားအကြဆင်းလာခဲ့ပြီးပွဲချိန်65မိနစ်မှာခြေပါကိုပြန်ငယ်ပေးလိုက်ရပါတယ်။ဒါပေမဲ့ဒီဂိုးမှာတော့ပြန်မဲ့ကစားသမားကလူကျုံနေခဲ့တာကြောင့် United တို့တတရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ United အပြော်တွေကကြာရှည်မခံခဲ့ပဲ Casemiro ထွက်ခွာသွားခဲ့တဲ့အချိန်မှာစတင်ပြီးတော့ကန်ဆူမောမောင်ကျလာခဲ့တာဖြစ်ပါတယ်။ Casemiro ထွက်ခွာသွားခဲ့ပြီးနောက် United ကွင်းလယ်ဟာအတော်လေးကိုရိုင်းနေသွားခဲ့ပြီး Fulham ဘက်ကတောက်လျှောက်ဖိအားပေးခြင်းကိုခံခဲ့ရပါတယ်။ဒီနေ့ပွဲချိန်85မိနစ်မှာတော့ပြန်မဲ့တိုက်စစ်ကစားသမားကိုမကွိုင်းယာကတားဆီးရမှာနိုင်ငံကျန်းနေခဲ့တာကြောင့် United တို့ပယ်နယ်တီပေးလိုက်ရပါတယ်။ရရှိလာတဲ့ပယ်နယ်တီခွင့်ရေးကို Fulham တိုက်စစ်မှု Jimenez ကအမှားမရှိအဆုံးသတ်နိုင်ခဲ့တာကြောင့် Fulham တို့ချီပါကိုပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။ချီပါကိုရရှိသွားခဲ့ပြီးနောက်ကစားတက်သွားတဲ့ Fulham အသင်းလည်းနောက်ထပ်ချီပါကိုထဲမှရရှိဖို့ကြိုးစားခဲ့ရမှာနာကျင်အချိန်ပေါ်10မိနစ်ဝန်းကျင်မှာတော့ Kevin ရဲ့အဝေးကန်ချက်ကနေတေးကြစင်မဲ့ချီပါကိုထပ်မံရရှိသွားခဲ့တာဖြစ်ပါတယ်။ United ပရိသတ်တွေလည်းတေးရလက်နဲ့ကျင်းနေရတော့မယ်ဆိုပြီးစိတ်ပြည့်နေခဲ့ကြတော့မှပဲနာကျင်အချိန်ပေါ်4မိနစ်ရောက်မှာတော့လူဆောင်ရင်စားမှာဗေဂျမင်ရှက်ကိုက Bruno Fernandes ရဲ့ဖန်တီးပေးမှုကနေညာကျင်နဲ့အဆုံးသတ်ခဲ့ပြီးတော့ United အသင်းအတွက်အဖိုးတန်ဥဆောင်ကိုရောက်ပေးခဲ့တာဖြစ်ပါတယ်။အခုဆို United အသင်းဟာနောက်ဆုံးကစားခဲ့တဲ့၃ပွဲဆက်နိုင်ဝင်နေတူအမပေးချအဆင့်လေးနေရာမှာရက်တီကချန်ပီယံလိဝင်ခွင့်အတွက်ပုံမအားကောင်းလာခဲ့ပြီးဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။